ဒီငယ်ချင်းများအားလုံးပဲမင်္ဂလာပါခင်ဗျာအခုကျွန်တော်ဒီပိုက်ကလင်တာအသေးပုံထူနည်းလေးကိုတင်ညာထားလားလေးမျှဝေပေးသွားပါမယ်နော်လိုတာကတော့ကျွန်တော်တို့အလဲကနေထဲခြင်းနဲ့အလှပလဲသီးလေးထဲခြင်းနဲ့ဒီလိုတင်ပလဲသီးလေးလိုမယ်မထဲခြင်းဆိုလည်းရပါတယ်နော်ဒီတိုင်းလေးကျွန်တော်တို့ဒီမှာပေတံရှိတဲ့လူကပေတံလေးနဲ့တိုင်းလိုက်မယ်နော်ကျွန်တော်ပေတံမရှိတဲ့အတွက်ပေကျိုးလေးနဲ့ဒီမှာနံပါတ်6ထိယူလိုက်တယ်နော်နံပါတ်6ထိယူပြီးလို့ဆိုရင်ဒီမှာခောက်မယ်ခောက်ပြီးလို့ဆိုရင်တခါကျွန်တော်တို့ဒီမှာနံပါတ်3ထိယူတယ်နော်နံပါတ်3ထိယူပြီးသွားရင်တခါခောက်မယ်ဒီလိုလေးနော်ဘူးအံပုံစံလေးနော်အံပုံစံလေးခောက်တယ်ခောက်ပြီးလို့ဆိုရင်ဒီမှာနှစ်ခုပေါ့နော်နှစ်ခုပူပြီးတော့ဒီမှာလိမ့်လိုက်တယ်ပေါ့နော်လိမ့်ပြီးသွားလို့ဆိုရင်တခါကျွန်တော်ဒီဘေးတောင်းကနေပြီးတော့တခါယူတယ်နော်အပေါ်လေးကိုတင်တယ်တင်ပြီးွားရင်ဒီမှာတခါအဲ့ဒါပြီးလို့ဆိုရင်ဒီမှာပတ်လိုက်တယ်နော်အောက်လေးကနေပတ်လိုက်တယ်ပတ်ပြီးွားရင်ကျွန်တော်တို့ဒီဘက်ဘေးတောင်းကိုတခါထပ်ရစ်တယ်ပေါ့နော်ကြည့်ပြီးွားရင်ဒီမှာအပေါ်လေးကနေရောတခါယူလိုက်ပြီးရင်ဒီမှာလိန်လိုက်တယ်နော်လိန်လိုက်ပြီးွားရင်ဒါအသေးပုံလေးရပါပြီနော်အသေးပုံလေးရပြီဆိုဒီမှာနှစ်ခုထိုးရမယ်နှစ်ခုထိုးလို့ဆိုရင်ကျွန်တော်ဒီမှာကော်လေးနဲ့ကတ်မယ်အလေကနေကော်လေးနဲ့ကတ်လိုက်မယ်နော်ကော်လေးနဲ့ကတ်ပြီးွားရင်ဆိုလို့ဆိုရင်ကျွန်တော်ဒီမှာပလဲသီးလေးကိုကော်လေးနဲ့ပြန်ကတ်မယ်နော်ဒီမှာကျွန်တော်ကော်နဲ့ကတ်မယ်နော်အလေမှာကော်လေးနဲ့ကတ်လိုက်မယ်ကော်ပြီးလေးကပ်ပြီးရင်ဒီမှာနှစ်ခုပူလိုက်မယ်နော်နှစ်ခုပူပြီးွားရဆိုကျွန်တော်တို့ဒီမှာအလေကတခါပလဲသီးလေးတက်ချင်လည်းရတယ်ပလဲသီးလေးမတက်ချင်ဘူးဆိုလို့ဆိုရင်လည်းရတယ်နော်ပလဲသီးလေးအလားတက်ချင်လည်းရပါတယ်မတက်ချင်ဘူးဆိုလည်းရတယ်ဒီမှာအလေမှာကော်လေးနဲ့ကပ်ပြီးတော့ပလဲသီးလေးတက်လိုက်တယ်နော်ပြီးရင်လည်းနောက်တစ်ချမ်းအောင်လည်းအဲ့လိုလေးပဲပလဲသီးလေးထပ်ကပ်မယ်နော်ဒါဆိုလို့ရှိရင်အသေးပုံလေးရပြီကျွန်တော်တို့ဒီမှာဒီအစွန်းလေးတွေကြတော့ကကြီးလေးနဲ့ညှက်ဖြတ်လိုက်မယ်နော်ကကြီးလေးညှက်ဖြတ်ပြီးတော့ဒီတိုင်းလေးပေါ့နော်ဒါတလို့ရှိရင်ကိုကအချီလိုချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့အောက်ကနေပြီးတော့အချီလေးနည်းနည်းပေါ့ကိုလိုချင်တဲ့လောက်အချီလေးကိုထပ်ပြီးတော့တက်သွားရမှာပေါ့နော်ဒီမှာလိန်လိုက်မယ်နော်လိန်ပြီးတော့တက်သွားလို့ရတယ်နော်ကိုပန်းဦးလေးမှလှထိုးခြင်းနဲ့အခြေလေးလိုချင်တယ်ဆိုလို့ရှိရင်လည်းကိုလိုချင်တဲ့လောက်အခြေလေးကိုဒီမှာလိမ့်လိုက်နော်လိမ့်ပြီးတော့ကိုလိုချင်တဲ့လောက်အခြေလေးကိုပန်းဦးလေးမှအလှထိုးခြင်းနဲ့ဆိုရတယ်နော်ဒါကျွန်တော်နမူနာလေးပြပြရတာနော်